ဘုန်းကြီးကဒီကနေ့ကတော့ဘုရားတရားသံဃာယရနာသုံးပါးပေါ့တရငေါသုံးပါးကိုဒီဘက်ဘာသာကြည်ညိုတဲ့အကျိုးတရားတွေရဲ့တရားကုံတော်ကိုးပါးကိုရုပ်ဘက်ပွားများကြည်ညိုတဲ့အကျိုးတရားတွေရဲ့ပဋ္ဌာန်းတရားတော်ကိုရုပ်ဘက်ပွားများကြည်ညိုကြနာကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဘယ်ဘုန်းကြီးမှချမ်းသာရတဲ့အကြောင်းကိုဘုန်းကြီးဓမ္မဒါနအဖြစ်ကုသိုလ်ဖြင့်လိုက်လွှင့်ပြီးတော့အလှပေးပါမှာဖြစ်ပါလေအဲဒီတော့ဘုန်းကြီးပြောချင်တာကဣဇတေကိပါဏုပေတံဗုဒ္ဓံတရဏံဂိသာမိဣဇတေကိပါဏုပေတံဓမ္မံတရဏံဂိသာမိဣဇတေကိပါဏုပေတံသံဃံတရဏံဂိသာမိတပည့်တော်သည်ယနေ့မှအစပြုအသက်တည်းဆုံးမြတ်စွာဘုရားကိုအားထားပါ၏ကိုယ်ပဲပါယုံကြည်ပါ၏စိတ်ကပါကြည်ညိုပါ၏ပူဇော်ပါ၏လူလန့်ပါ၏ရှင်မေယတရားတော်ကိုအားထားပါ၏ကိုယ်ပဲပါယုံကြည်ပါ၏ကြည်ညိုပါ၏ပူဇော်ပါ၏လူလန့်ပါ၏ရှင်မေယသံဃာဘုံတော်ကိုတန်ဃာတော်ရှင်သီမြတ်တို့ကိုချီးမွမ်းပါ၏ကြည်ညိုပါအားထားပါ၏ကိုယ်ပဲပါပူဇော်ပါ၏ကြည်ညိုပါ၏လူလန့်ပါ၏ရှင်မေယအဲ့ဒီတရုံသုံးပါးကိုရုပ်ကဘာများတဲ့ပုဂ္ဂိုလ်တို့ဒီတဲ့ဘုန်းကြီးဓမ္မပဒအထကရာကြောင့်ဘုန်းကြီးတောင်းတဲ့တိုင်းတော်ပြီးတော့မှမိစ္ဆာရိတိဝါဒအယူဝါဒလွဲမှားတဲ့အဲ့ဒီတိရဗမဏသုတ်တံမှာပရောဟိဘုံနာဆရာကြီးတို့ဟာတရုံသုံးပါးကိုဘုရားကဟောလိုက်တယ်အဲ့တရုံသုံးပါးရဲ့အဆုံးမှာအကုန်လုံးကိရိတာအသောကိုရဟန္တာဖြစ်တော်မူကြတယ်တဲ့နိဗ္ဗာန်ရပါတယ်ဘုန်းကြီးအဲဒီသုတ်တန်တရားမဟောတော့ပါဘူးရှင်းသွားမှာဆိုလို့နော်ဒါရောက်ဘယ်နေနေအမေရိကန်မှာဒီဂျပန်နေဘုရားတရားသံဃာရတော့မိမိတို့ရဲ့အသေးတဲ့ယင်နဲ့နှလုံးမှာထားပြီးတော့စိတ်ကကိုယ်ကိုကြောက်ရှင်ငရဲကြရိညာပြည့်တာသူတွေအပေလေးပါပိတ်ပြီးတော့နိဗ္ဗာန်ကိုရတယ်ဘုန်းကြီးဓမ္မဒါနလှူဒန်းပါလေနောက်တစ်ခုကဂုဏ်တော်ကိုးပါဂုဏ်တော်ကဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစေနတံပံတော်သူကတော်လောကဝိတုနုတ္တောပုရိသဓမ္မသာရတိသတ္ထာတိဝမနုဿာနဘုရောဘဂဝါအဟံဝနိသဗ္ဗရာအရဟံလူမင်းနမိဘောမတိဝုစင်းကိုရောပူဇော်စုခရုံမြတ်စွာဘုရားအရဟံ1500ကိလေသာတို့မဟုတ်တော်မြတ်စွာဘုရားအရဟံသန္တရာစိတ်အကတောင်းဆံတို့ကိုအရတဲ့မဲ့ဓာတ်တယ်ရဲ့ပိုင်းရဲ့ခုနှစ်ရှင်မြတ်စွာဘုရားကာမတံဘုရောသစ္စာလေးပါးမြတ်တရားကိုပိုက်ကြခြင်းတရားမှုဆရာမှုတရားမှုဉာဏ်ဖြင့်ကိုယ်တော်နဲ့သိမြင်တော်မြတ်စွာဘုရားဝိဇ္ဇာစေနသံမတော်ဝိဇ္ဇာသုံးပါးဝိဇ္ဇာရှိပါအကျင့်စေနတရားဒီစကားကိုသိတော်မြတ်စွာဘုရားသူကတော့ကောင်းသောကြောင့်ဆိုတော်မူမြတ်စွာဘုရားဝါကောင်းသောလေးကိုကြောတော်မြတ်စွာဘုရားလောကဝိတုလောကသုံးပါးကိုသိတော်မြတ်စွာဘုရားတတ္တလောကသင်္ခါရလောကသလောကဆိုလောကသုံးပါးကိုသိတော်မြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရအထိဒီလက်မှာတက်တော်ပါလို့ယဉ်ကျေးသိပြီးတော့တရားဓမ္မပြီးဟောညံပြတာဆိုတော်မြတ်စွာဘုရားလက်ထာဒီကမနုဿာနံလူသက်ပြောင်းတက်တော်ရီဆရာဒီဖြစ်တော်ဝင်နေတော့ကျော်တော်ဘုရားမြတ်စွာဘုရားဘုရားဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာသစ္စာလေးပါမဲ့တရားကိုပိုင်းခြားတဲ့ကိုယ်တော်သိမြတ်စွာဘုရားဘဂဝါဘုံတော်၆တော်ဒီကိုကိုပြည့်စုံမြတ်စွာဘုရားဝါဒီနေ့ဣသရိယဘုံတော်ကာမဘုံတော်ယတဘုံနပြည့်တဲ့ပေါ်သီရိဘုံတော်ဓမ္မဘုံတော်ရဘုံတော်၆တော်ဒီကိုပြည့်စုံမြတ်စွာဘုရားရှင်ကိုရမြတ်တွေကတပည့်တော်ဒီကာယကမရှိကမနောကဒီကိုသုံးဝသောကရှိဘုရားရှင်ဘုရားအဲ့တော့ဘုရားကုံတော်ပွားများတဲ့ပုဂ္ဂိုလ်တို့ဒီဗုဒ္ဓနုတ္တိဘာဝနာခေါ်ပါတယ်ဘုန်းကြီးထေရဘာသာပါဠိတော်ကြတော့ဘုန်းကြီးအရှင်သုဘုဒ္ဓမထေရမြတ်အရင်ဘုရားရဲ့သာသနာတော်မှာဘုရားကုံတော်ကိုပေါ့ပွားများတယ်ဗတိစိတ်တွေရွတ်တယ်ဖတ်တယ်ပွားများတယ်အဲ့ဒီအကျိုးတွေကဟောလောကသံဃာလဲတဲ့ခါမှာဟုတ်လားဟောတရားမင်းစီစဉ်နေစိတ်ကြောင့်မင်းစီစဉ်နေမန္တမင်းစီစဉ်နေအဲ့တော့လောကမှာဗတိစိတ်တွေကမင်းနေစီစဉ်ချမ်းသာကိုခံစားရပြီးတော့တဲ့နော်အပေလေးကတကားပြီးတော့နိဗ္ဗာန်ကိုကျူးကျောင်းတော်မူသွားပါလေယန္နာဖြစ်တော်မူပါတယ်ဒါကြောင့်ဘုံတော်ကိုဘုရားရဲ့ဘုံတော်ကိုဒီအသက်တည်းဆုံးယုံကြည်ကိုယ်ပဲရှိက
ကြည်ညိုကြလို့ရှိရင်မင်းရဲ့ဖွင့်ပြီးမှချမ်းတော်ရပါတယ်လို့နော်ဘုန်းကြီးဒီတရားတွေရောအထူးမဟောတော့ရှိကုန်မှာဆိုတော့နောက်ဆုံးကတော့ဘုန်းကြီးတို့ဝိနည်း9ကျမ်း3ကျမ်းအဘိဓမ္မာ9ကျမ်းမှာနောက်ဆုံးဘုန်းကြီးတို့အဘိဓမ္မာ9ကျမ်းမှာဘုန်းကြီးတို့မြတ်စွာဘုရားကဓမ္မသင်္ကန်းဝိဝင်းကပုဂ္ဂလဓာတိကထာကထာဥဒိယမေကာယေမဟာပဋ္ဌာနာရှင်းကျမ်းမှာဖြစ်ရလေဟိရှင်း6ကျမ်းကိုရှင်း30လို့ပြောတဲ့အခါကျတော့ဘာမှဖြစ်မလာဘူးနောက်ဆုံးတော့အင်မတန်မှနည်းနည်းခက်ခဲတဲ့မဟာဗရရွှေကျမ်းတော်ကြီးကိုရှင်း30တော်မှာမြတ်စွာဘုရားရဲ့ဒီကုတော်မြတ်ရဲ့ဒီကုတော်မြတ်တန်တော်ကလို့တော့ရောင်ချီတော်ညီတော့ရောင်ချီတော်ဝါဝင်တော့ရောင်ချီတော်ကျိုးဝင်တော့ရောင်ချီတော်မေမောင်းတော့ရောင်ချီတော်ဒီနေ့နဲ့ပြောပြတော့ရောင်ချီတော်6ထန်းတို့ဒီအပြိုင်မဲ့ကွန်မြူထွက်ရတော်မူကြတယ်တဲ့နီလာပိဒလောဟိတဩရဒမင်းကြီးကပပတရာဆိုရောင်ချီတော်6ထန်းတို့ကဟောဒီအနေနဲ့ဆက်ကြပါလားကဘာလောကကြီးကိုကွန်မြူတော်မူကြပါတယ်တဲ့နော်မြတ်စွာဘုရားတော်မှာမပါရရွှေရန်တော်ကိုဆင်ရင်သုံးတော်မှာရွှေကိုတော်မြတ်ကရောင်ချီတော်ထွက်တော်မူကြပါတယ်ပြီးတော့ဘုန်းကြီးတို့ဒီလင်းလုံးသံဃာရပြည့်တိရစ္ဆာန်သက်တော်တွေကလိုင်ကိုထဲမှာရန်တော်2ပါးပဋ္ဌာန်းရုပ်တဲ့အတန်ကိုကြားတဲ့နားတဲ့ကျိုးအကြောင်းနတ်ပြည်ကိုရောနတ်ပြည်တွေကလူပြည်မှာရောက်ပြီးတော့ရဟန္တာ900ဖြစ်တော်မူကြပါတယ်ရဟန်းဘဝနေအဲ့တော့ပဋ္ဌာန်းရဲ့အကျိုးတရားတွေကနိဗ္ဗာန်ကိုရတယ်အဲ့တော့ဒါရောဘုန်းကြီးကဟေတုပိစေယောအာရမဏပိစေယောအဒီမတိပိစေယောအနန္တရပိစေယောကမ္မာအနန္တရပိစေယောသဇာရပိစေယောဉာဏ်ညာမိညာပိစေယောနိစ္စယပိစေယောဥပါနိစ္စယပိစေယောပုရိသဇာရပိစေယောပိဇာဇာရပိစေယောအာသီနပိစေယောကမ္မပိစေယောဝိပါကပိစေယောအာဟာရပိစေယောငရိယပိစေယောဒါနပိစေယောမေဃပိစေယောသံပြုတ်တပိစေယောဝိပြုတ်တပိစေယောအဋ္ဌိပိစေယောအနတ္ထိပိစေယောဝိကေတပိအဝိရပိစေယောတိအဲ့တော့ဒါကြောင့်မဟာပဏ္ဏရွှေကျမ်းတော်ကြီးဒီကိုယ်ရှင်တော်မိကြတော့အာနိဝရကြောင့်အာရုံတော်လူနဲ့ဓမ္မသက်တော်တို့သည်အာရုံကဘာသူကဘာသားတို့သည်မြမဘီကအစကဘာသူကဘာသားတို့သည်အနေနဲ့ခသိမ့်ဘိခသိမ့်ယံခသိမ့်ယောဂခသိမ့်အနောက်ချခသိမ့်ကင်းရပါစေကံကြီးဆုံးအောင်လုပ်ကင်းကြပါစေငရင်ပြီးတိုင်းလုပ်ကင်းကြပါစေနော်စသည်ဖြင့်ကျမ်းမာချမ်းသာကြပါစေလို့ဘုန်းကြီးတို့မန္တလေးဘုံညံတော်ရှိဟုတ်လား30ချိန်ပေါက်ပြုလို့ရှင်ဆရာတော်ဥစိတ်တာဝိသေတုကမ္မဒနာစေရိယဓမ္မဂရိကဆရာတော်အရှင်ဖေယမဆရာတော်ရှင်သူရမမဲမန္တလေးဘုံညံတော်ရှိကနေပြီးတော့မေတ္တာရေတော်ဆုမကောင်းစီကိုယ်စိတ်နေပြကျမ်းမာချမ်းသာဝန္တာလန့်ပြ၍မဉ္ဇဉ်ဖွယ်ဒီမှာချမ်းသာရအောင်ရကြပါစေတော်လို့မေတ္တာရေတော်ဆုမကောင်းစီကိုယ်စိတ်နေပြကျမ်းမာချမ်းသာဝန္တာလန့်ပြကြ၍မဉ္ဇဉ်ဖွယ်ဒီမှာချမ်းသာရကြပါစေတော်အားလုံးပဲ everything to you thank you very very much may you be always peace happiness forever mega bala nirvana inside you အားလုံးကိုယ်စိတ်ကကျမ်းမာချမ်းသာကြပြီးတော့ရှင်လန်းချမ်းမြေ့စွာမဉ္ဇဉ်ဖွယ်ဒီမှာချမ်းသာကိုရကြပါစေလို့ဘုရားမေတ္တာပို့သပါစေကိုယ်စိတ်ကကျမ်းမာချမ်းသာဝမ်းသာလည်းဖြစ်ကြပါစေအဲ့တော့မေတ္တာအကျိုး7မျိုးကဘာတော့ဆိုဘုရားကပရိသမီတာမေကပါဠိတော်မှာတဝိသတ္တသဗ္ဗေပါရသေပုရိသသေပုဂ္ဂလာသဗ္ဗေအတ္တဘဝပရိယပန္နာသဝဣတိယောသဗ္ဗေပုရိသသေဝေရိယသဗ္ဗေနာရိယသဗ္ဗေဒီဝသေမနုဿသဗ္ဗေဝိနိပါတိကအဝေရဟောတုအပ္ပမိစ္ဆာဟောတုအာနိကဟောတုသူကိအတ္တနာပရိဟရတုဒုက္ခမုဇ္ဇနိယခြလေသမ္မတိတော်မဟုဇနိကာမတကအလုံးသောတတဝါရီကျမ်းမာချမ်းသာရပါစေအလုံးသောတည်တတဝါရီကျမ်းမာချမ်းသာရပါစေအလုံးသောကုရိယကျော်တတဝါရီကျမ်းမာချမ်းသာရပါစေအလုံးသောပုဂ္ဂိုလ်ဒီကျမ်းမာချမ်းသာရပါစေအလုံးသောခန္ဓာ၅ပါးယုံနဲ့ပါရှိတဲ့တတဝါရီကျမ်းမာချမ်းသာရပါစေအလုံးသောမျိုးသမီးကျမ်းမာချမ်းသာရပါစေအ
အားလုံးကမျိုးသားတွေကြံ့မှချမ်းသာကြပါစေအားလုံးကဒီရာကြံ့မှချမ်းသာကြပါစေအားလုံးကဘုရားရှင်တွေကြံ့မှချမ်းသာကြပါစေအားလုံးကနတ်မြတ်မာကြီးကြံ့မှချမ်းသာကြပါစေအားလုံးလူတွေကြံ့မှချမ်းသာကြပါစေအားလုံးပြိတ္တာတွေကြံ့မှချမ်းသာကြပါစေအားလုံးကနန္ဒဆက်ရောက်လာနန္ဒလောကဓမ္မကြီးတဲ့လူနိုင်မှာသက်တော်ဝလူသည်ေယံခသိကင်းကြီးကြပါစေ။ကြောင်းကြခသိကင်းကြီးကြပါစေ။ဆင်းရဲခသိကင်းကြီးကြပါစေ။အန္တရာယ်ကိစ္စကြီးကြပါစေ။လို့ကိုရှိကကျမ်းမှာချမ်းသာပြီးတော့မညက်ခွဲကြားကြပါစေလို့ဘုန်းကြီးမေတ္တာဘုရားပွားများပါတယ်။မေတ္တာပွားများတဲ့ပုဂ္ဂိုလ်တွေဘုန်းကြီးကြပြလေးငါရေးထားပါတယ်။အိမ်တို့ချမ်းသာရုံမှမမဲ့နှိမ့်တဲ့နဲ့လူဒီဝိမေတ္တာစိတ်မမနဲ့စိတ်မပြတ်တည်ကြီးလာစီမျက်နှာသေကမလို့လာလိမ့်မယ်ဆက်တည်ပါသည်မေတ္တာကျစိတ်မျိုးဒီအားလုံးလူတွေမှာသက်တော်ကြီးကြမ်းမှချမ်းသာကြပါစေလို့မေတ္တာတွေကပွားများပို့လာတဲ့ပုဂ္ဂိုလ်တို့သည်တဲ့ဘုန်းကြီးတို့အဲ့လိုချင်းချမ်းသာအေးရတယ်အဲ့ရမှတွင်ချမ်းသာနှူးရတယ်အဲ့လိုချင်းမကောင်းတဲ့အိမ်မမဲ့ဘူးနော်ကောင်းတဲ့အိမ်မဒီမဲ့နေ့နဲ့လို့လူတွေကခြေကင်ညာတွေနဲ့တည်းခြေကင်ညာဆောင်းရောက်ကြတယ်ကြည်ယူမိတာစိတ်မမနဲ့အဲ့တော့ကိုမကြည့်တဲ့ပုဂ္ဂိုလ်အစိမ့်နဲ့မိမိစားရစောင်းတော့အစိမ့်နဲ့ခက်တဲ့မယ်ဆိုမသိရဘူးရုပ်လာတဲ့လက်မဲ့ဆိုလည်းမသိရဘူးတဲ့ပြီးတော့ဟောတော့မိချိုတက်မယ်မသိရဘူးနော်အဲ့တော့စိတ်မပြတ်ဒီစိတ်ကလည်းကြည်ကြည်တဲ့သမာဓိကောင်းတယ်လှသည်မြတ်တာဖြစ်လျာဘွားထဲမှာဒီမယိုရေးချင်းလှပတင်တယ်နော်ရုပ်လာခြင်းလို့ရှိရင်တော့ဘုန်းကြီးတော့ဟုတ်လားတဏှာလေးကြီးရမလို့မေတ္တာတွေပွားများကြ